ကဲဒီနေ့ကစပြီးငါအစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်လာပြီမင်းကလည်းငါရဲ့ PA ဖြစ်တရားဝင်ဖြစ်လာနိုင်မယ်ဒီတော့ငါတို့မှာအဆောင်ရောင်အခွင့်အရေးတွေရလာနိုင်မယ်ဟုတ်ကဲ့ပါဘုချုပ်နောက်ဆိုငါတို့นี่အကူအညီတောင်းတာတွေလာလိမ့်မယ်ငါဆွေမျိုးမိမဘက်ကအမျိုးမင်းရဲ့အပေါင်းအသင်းဘသူ့ကိုမှအခွင့်အရေးမပေးရဘူးဟုတ်ကဲ့ကျွန်တော်မှတ်ထားပါမယ်ဘုချုပ်ကျော်စိန်ကားကဘာဖြစ်လို့လဲနှိုးလို့မရဘူးလားနှိုးလို့မရဘူးဗျကျွန်တော်လဲတက်တလောက်မှတ်တလောက်စူးစမ်းပြင်ကြည့်တာပဲဘလို့မှမရဘူးဖြစ်နေတယ်ဘိုလ်ချုပ်တော်ဝင်ကြီးအဖွဲ့အရေးပေါ်အစည်းအဝေးက10နာရီစမှာကဲဘိုလ်ချုပ်ကိုသွားပြောလိုက်အောင်မယ်ဘိုလ်ချုပ်ဒီနေ့ကားပြတ်နေတယ်ဗျနှိုးလို့မရဘူးအစည်းအဝေးက10နာရီဆိုတော့ဖုန်းဆက်ပြီးကားတစ်စီးလှမ်းတောင်းလိုက်ရမလားမင်းကတော်တော်ညံ့တာပဲငါတို့ကအခုမော်တော်ကားလှမ်းတောင်းရင်တစ်စီးမကဘူး10စီးတောင်ရနိုင်တယ်ဒါပေမဲ့စီးပွားရေးသမားတွေကငါတို့ကူညီတာအကြောင်းပြုပြီးငါတို့စီကမတရားအခွင့်အရေးတွေပြန်တောင်းလာမှာကိုမင်းမတွေ့မိဘူးလားအခုမင်းကမော်တော်ကားလှမ်းတောင်းတာလဲအခွင့်အရေးယူတာပဲဒါကြောင့်မင်းစောစောကစိတ်ကူးသလိုဖုန်းဆက်ပြီးမတောင်းအောင်နားလဲလားဟုတ်နားလဲပါပြီဘိုလ်ချုပ်ဒါဖြင့်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဘိုလ်ချုပ်ဘာမှလုပ်မနေနဲ့ငါတို့ကားပြတ်နေတယ်မဟုတ်လားဒီတော့မင်းနဲ့ငါရုံးကိုလမ်းလျှောက်သွားကြမယ်ကဲကြားတယ်လာသွားကြစို့မောင်ရင်ဘိုလ်ချုပ်ကဘလို့ဖြစ်လို့လမ်းလျှောက်နေတာလဲကားပြက်နေလို့ပါဦးလေဘိုလ်ချုပ်ကဘသူစီရမှကားမတောင်းခိုင်းလို့ဘိုလ်ချုပ်ကိုပြောပေးပါကျုပ်ကရုပ်ရှင်သမားပါစီးပွားရေးသမားလည်းမဟုတ်ပါဘူးနိုင်ငံခေါင်းဆောင်ကြီးလမ်းလျှောက်နေတာကြည့်မကောင်းလို့လိုက်ပို့ပါရစေလို့ဟုတ်ကဲ့ဒါဆိုရင်တော့လမ်းကြုံလိုက်ခဲ့ကြပါတယ်ဦးအောင်မောင်ဟုတ်ကဲ့လိုက်ပို့ခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်ဘိုလ်ချုပ်